Present Kuramajiti Dari Niranjana Madrendam Vidikaran Lirayasaya Syananera Tacharan Yadvareka Yandi Nedri Yandi Nedri Kajara Yandiga Syana Vira Yandi Yare Amanamar Miyabhyavare Everything Guranaji Kiyarale Manara Chavi Era Sindhiyala Nisa Sumpuku Shipare Era Lira Diana Jene Sikale Amanamiyabhya Bhikara Nire Dwe Diana Gwenyao Sindhiya Juza Bhizamba Yandiya Syanana Gu Tasin Diya Prabhu Samanya Dana Syanana La Rabo Diron Jam Nama, Tunera Jam Lesiva, every Jam, every Jam with Juala, a Jam in the Chine, where can go Nazi or a Tane, Jumare Jam in the Chine, Manaya, with a cola of course, yeah. Rana Jim Nama, so I am and the Koya solution zero and jungle. Janana, a town little. The Bidikara, Nemo, the Jama, Janiga, only Bidikara. Janana, and the Ranger at Bridget. Bridging others, I just had in Coronajiga. The older son of the Yannigo, Malon, Yanaka, Temian Bidikara, Larane. Yamame, and the other Kenya, so Bidikara. When I Yanni Legere, Majami, Vensiana, Naradam, Masawa. Yago, Pontian Bidikara, Larane. Yadiaho. The young Loga Yamagua. Yami and the music. But he is a nice Yami and the music. Whether I'm solution, Ria, Yami, Yami at the music. Ria Moga Boga, Yami at the music. The music, Yami and the music. Solid, they are cheated. Ria Shami and the Mu, Ria Moga Gori, Shami and the Mu. That's a mummy. The music, Ria Shami at the Mu, Ria Moga Gori, Shami the Mu. I get a very and Where my breeze and I, Ria breeze and I, Naria breeze and I, not together, you will not come to the Kala. What about it? Aramara, Jamian Benamure, Ria Jamiana, Ria Moga Guru, Jamiana, Jamian and you see there, in Gurunajiga, Yanni Holly. Ria Moga Guru, Shami Yangaro, Quare Atana Zadi the Mazama, no Zadi the man you are free. Atana Zararam Pama, no Zararam you are free. Yamalu Yangalu, Mimima, Sadi Duka, Shivaya, Zane, Sadi Duka, Shakyari. Mimima, Zararuka, Shivaya, Zane, Zararuka, Shakyari. Puruja, Ogunai, Sakamban, Yabumboya, Yami, Yabumboya, Mimima, Sadi, and Vasha. Mimi Mazarajian Mimi Mama Surasian
မိမိမှာသောကပရိဒေဝဒုက္ခဒေါမနသာရှိပါရဲ့သားနဲ့ရှားတာကလည်းဒီဟာတွေပဲရှားတယ်ရှင်းမလားဒါဖြင့်အနာရိယအရိယာမဟုတ်သောပုဂ္ဂိုလ်တွေရှားမေးလန်းရခြင်းတဲဆိုးပါဓမ္မရမဏဆိုးနေဓမ္မနာဆိုးနေမိမိဇာတိရှိရတဲ့ဇာတိလျှောက်ကြမိမိအိုမှုရှိရတဲ့မိမိနာမှုရှိရတဲ့မိမိမှာအသေးကောင်းကြီးလက်ရှိနဲ့သေဖို့ရအောင်သွန်သေးဖို့လျှောက်ကြမိမိမှာယခုပူဇော်ဆွေးကြရရှိပါရဲ့သားနဲ့နောင်တစ်ပံပါရှာပြန်ပူဇော်ဆွေးကြရပဲလျှောက်ကြတယ်ဆိုတော့အဲ့ဒါဘုရားဇန်လေးရှားပြီးခြင်းမှန်လိုက်တဲ့ဖြစ်ပါပါဗျာမှန်လိုက်တဲ့ဖြစ်ခြင်းရဘူးဘယ်လိုမှန်မလို့လို့မျိုးလို့ရှိရင်ဖြင့်ဘုရားကံကရုဏာကြီးကသင်္ကြန်ပဲကိုဇာတိဓမ္မအပေတရားကိုဇာတိလို့ခေါ်ပါလိမ့်မလို့ဆိုတော့ဘုရားပရိယံလို့ဘုရားကဟောလိုက်ဘုရားကသာသမီပေါ့ဗျာပရိယံကဆံမောမပေါ့အဲ့ဒါတွေကြောက်ရှားနေတဲ့ပုဂ္ဂိုလ်ဟာတဲ့အိမ်အောင်ပြုတဲ့ပုဂ္ဂိုလ်ဗျာတို့တို့ပြောကြပါလို့ယောက်ျားကလည်းမင်းကရှားပြီးအိမ်အောင်ပြုတဲ့ပုဂ္ဂိုလ်မိန်းမကလည်းယောက်ျားနဲ့အိမ်အောင်ပြုတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်တွေဟာတဲ့ဇာတိရှိရတဲ့ဇာတိရှားတဲ့ပုဂ္ဂိုလ်ဇရာရှိရတဲ့ဇာတိရှိရတဲ့မရဏလက်ရှိနဲ့ဘာကြောင့်လို့မေးရရှိတော့မှဘုရားရှင်ကိုရမကြီးကဒီသာမယာတွေစပြီးတဲ့ကာလဘဝများစွာသံဃာမအိမ်အောင်ပြုဆိုပြီးတဲ့ကာလရှားကြကျွမ်းလာရှားကြပြည့်စည်ရှားကြပေါ့ဗျာအဲ့ဒီရှားကြတဲ့ပုဂ္ဂိုလ်တွေဟာဖြင့်ဇာတိရှိရတဲ့ဇာတိရှားတဲ့ပုဂ္ဂိုလ်ဇရာရှိရတဲ့ဇရာရှားတဲ့ပုဂ္ဂိုလ်မရဏရှိရတဲ့မရဏရှားတဲ့ပုဂ္ဂိုလ်မိမိမှာသောကသိမှုပရိသေဝငြိုကြွမှုဟုတ်လားဥပါယသပင်မမောင်းကြီးဖြစ်မှုပေါ့ဗျာဒုက္ခကိုဆင်းရဲခြင်းဒေါမနသာစိတ်ဆင်းရဲခြင်းအဲ့ဒီ၅ခုရှိပါရဲ့သားနဲ့အဲ့ဒီ၅ခု၆ခုရှားတယ်နဲ့တရားရှားလေဆိုတော့ဒါတွေကြောက်ရှားတယ်ဆိုတော့ဘယ်တရားလုံးလို့မေးတော့အိမ်တော်ပြုကြတာစီးပွားရှားကြတာလို့ဘုရားကဟောမပေါ်သေးဘူးပေါ့လေဆင်ဟာပေါ်ပြောရမယ်ဆိုတော့ဓမ္မတွေအိမ်တော်ပြုခြင်းညာလေးရှင်မင်းလို့အိမ်တော်ပြုခြင်းလားပဲမှန်ပါဗျာဒီသိရှားတာရောရှင်မင်းလို့ပဲနော်အဲ့တော့ဒီရှင်မင်းဟုတ်ကလုံးနဲ့သမန်ရှာသမမရှာသာသမီရှာသာသမီရအရာကြောင့်ကိုရှာကြံကြပြည့်စုံဥစ္စာရအရာကြောင့်ရှာကြံတာဟာဒီကနာရောမပါဘဲနဲ့ရှာကြံလို့ရရမရပါဘူးဗျာမရတော့သနာပစ္စယဥပါဒံဥပါဒနာပစ္စယဘဝပစ္စယဇာတိရတာပေါ့ကွာတဲ့ရှားရသနာကိုဒီကနာလိုက်ဆိုတော့ဇာတိရှိရတဲ့ဇာတိမရဘူးလားရပါဘူးမိမိကဇာတိကလာခဲ့တာမဟုတ်လားအဲ့တော့ဇာတိရှိရတဲ့သူဘာလို့ပြောရနာဟုတ်တယ်တဲ့ခင်ဗျားတို့အိမ်တော်ပြုခင်ဗျားတို့ပစ္စည်းရှာတဏှာလောဘနဲ့ရှားတာမဟုတ်ဘူးလားဟုတ်ပါဘူးဗျာအဲ့ဒါတဏှာပစ္စယဘယ်သွားမလို့ဥပါဒနာပစ္စယဘဝပစ္စယဟောတရားရှင်တွေ့တွေ့ပြီဒီကနေ့နဲ့အိမ်တော်ပြုကြပစ္စည်းရှာကြတဲ့ပုဂ္ဂိုလ်တွေဟာတဲ့ဇာတိရှိရတဲ့ဇာတိရှာမှန်ပါဗျာမိမိမှာဇာတိကလာရတာမဟုတ်လားမှန်ပါဗျာဒီဇာတိတ္တိကိုမကုန်သေးဘူးသေမှပဲဇာတိတ္တိကုန်မယ်မှန်ပါဗျာအဲ့ဒီဇာတိတ္တိမကုန်ရင်ဘာရှာလဲမိမိမှာရခုအိမ်တော်ကြတယ်ဆိုတော့လူကိုဖြစ်ပြီမှန်ပါဗျာပုံမှုရှိရတဲ့ဘာတွေကြောက်ရှာပုံမှုရှာပါဗျာသားရမရတဲ့ပစ္စည်းတွေခင်မှုတဏှာလာပြန်တော့အိုမှုတွေ့ရအောင်မဟုတ်လားနောက်ဘဝအိုမှုတွေမတွေ့ရဘူးဒါဖြင့်ဒကာဓမ္မတို့ယခုလက္ခဏာကိုကြီးက
96ပါးယောဂဝေဒနာတွေသွားရဝါရအခြေကြီးမဟုတ်လားအဲ့ဒီခန္ဓာကြီးຢာရီအနာလေးတက်တဲ့ခန္ဓာကြီးရှိပါရဲ့သားနဲ့သာမယာရဲ့ခင်တွေကျင်နာနှစ်သက်စီဝါရှာပြီးကြလာနေကြတဲ့ပုဂ္ဂိုလ်တွေတဏှာမှုတွေလည်းပြန်တော့အနာရှိတဲ့ပုဂ္ဂိုလ်ကအနာမကင်းတဲ့ပုဂ္ဂိုလ်ကနောက်တဲ့အနာကိုရှာတာနဲ့တော့မတူဘူးလေယခုဇာတိကနေသွားတော့အခုဒီဘဝမရဏရအောင်မဟုတ်လားအဲ့ဒီမရဏရှိရတဲ့ဘာကိုရှာကြလဲအဲ့ဒါသားလည်းမရတဲ့ခင်နာကျင်နာမင်းနာစီဘောဥစ္စာယရနာခင်နာမင်းနာစင်းညာကခင်နာမင်းနာဆိုတဲ့တဏှာကြောင့်တွေ့ရတာကြီးပဲမှတ်ပါတဏှာရှိတဲ့ပုဂ္ဂိုလ်ဇာတိကောင်မတွေ့ရဘူးလာရတံဇာတိနော်လာရတံဇရာရောလာရတံဗျာတိလာရတံမရဏလာရတံသောကပရိဒေဝဒုက္ခသောမနာသတရားဓမ္မတွေခင်ဗျားတို့အိမ်အောင်ပြုပြီးခင်ဗျားတို့ဇီဝရှာနေတဲ့ပစ္စည်းတွေပါရင်ဆင်မောနေဒါဘာကြောင့်ရှာကြပါလိမ့်မလို့တော့မေးတော့မှဘုရားကဇာတိရှိရနဲ့နောက်ဇာတိရှာတာกว่าတယ်ဇရာရှိရနဲ့ပါတော့ယာရိဆိုတဲ့အနာရှိရနဲ့နောက်ဇာတိရှာပါမရဏဆိုတဲ့သေမှုကြီးအခုမကျွတ်ခင်ကဘာရှာတယ်ဟောဒါကြောင့်ဘုရားကဗုဒ္ဓပရိယံလို့ခေါ်လိုက်ကေဇာဘိက္ခုပရိယေကေဇာဘိက္ခုဇာတိဓမ္မဆိုတော့ဗုဒ္ဓပရိယံတဲ့သာသမီပစ္စည်းဥစ္စာယနာတို့ကိုရှားကြမ်းနေတဲ့ဒကာရမတွေဟာတဲ့တဏှာမပါဘဲနဲ့ရှားလို့ရပါမယ်ဒါနဲ့တဏှာပါတဲ့ကဒီတဏှာကရက်ဆိုင်လို့မရတော့တဏှာပြည့်စရာဥပါဒံပဲသွားမယ်ဥပါဒံကနေဘဝသွားတော့ဘဝကဇာတိကဇရာလာရာကမရဏကဒုက္ခပရိဒေဝဒုက္ခဒေါမနသာအဲ့ဒီကြောင့်မင်းတို့သွားမယ်ရင်းရတရားဓမ္မတွေကလည်းဇာတိရှိရနဲ့ဇာတိဒုက္ခရှိပါရဲ့သားနဲ့ဇာတိရှာသရဒုက္ခကိုယ်ပိုင်ရပါရဲ့သားနဲ့ဇာဒုက္ခရှာပါဗျာဇာတိဒုက္ခကိုယ်ပိုင်ရှိပါရဲ့သားနဲ့ဇာတိဒုက္ခရှာပါဗျာမရဏကြီးကလည်းဒီဘဝလွတ်ပြမလားမလွတ်ပြသေးပါပဲနဲ့သားရများတွေခင်မှုကျင်မှုကျင်နာမှုဒီစုပ်စေရနာတွေခင်မှုကျင်မှုတွေလောက်နေပြန်လို့ရှိရင်နောက်မရဏကိုအခုမရဏပြီးရင်နောက်မရဏအဆက်ပြတ်မှာလားကျုံရဆွားမှာလားဒါပြန်ဘုန်းကြီးတို့ဓမ္မတွေအားလုံးကသာဖယ်ခင်ကိုရမေကြီးကဟောလိုက်တော့ဒုစရမိတဲ့လုပ်တွေကဖြင့်ဒါလည်းကံမောရှားပြည့်စုံဇယနာရီရှားရကဇာတိရှားရာကိုဇရာရှားရာကိုဗျာတိရှားရာကိုမရဏရှားရာကိုသောတာပရိဒေဝဒုက္ခဒေါမနသဆိုတဲ့ဆင်းရဲမျိုးစုံရှားရာကိုလို့သာအောင်းမေးလိုက်ပါတော့မှန်ပါဗျာယဟန်ဒီဟောနေတယ်ရိပ်မကြခင်ဗျားတို့အလွဲတော့ဘုံကြီးကဖြင့်နည်းနည်းတော့လားလို့ဆိုလို့ရှိရင်ဖြင့်တကယ်ကိုပဲဒီဘက်လည်းမမြန်ဟိုဘက်လည်းမမြန်ဆိုတော့မျိုးလုံးရှိတဲ့နဲ့ကဒီဘက်လည်းမမြန်ဟိုဘက်လည်းမမြန်ဆိုတော့ဇုံလုံးကန်းကြပြီမှန်ပါဗျာဘုရားဘူးကြီးဇုံလုံးကကြားနေပြီဘုရားဇာတိရှိရတဲ့ဇာတိရှားတယ်ဆိုတော့ဒီဘက်ဇာတိကိုမြင်လေရဲ့ဘုရားဇာတိရောအဲ့ဒါကြောင့်ဇုံလုံးကန်းလို့ဆိုတာများနာရအောင်ရှိဘူးမရှိပါဘူးဘုရားသိမှန်လိုက်ကြဘုရားတော်မူတာဇာတိရှိရတဲ့ဇာတိရှားဆိုတော့ယခုဇာတိကိုမြင်လေနောက်လာမဲ့ဇာတိဒုက္ခရောယခုဇရာကြီးခန္ဓာကိုယ်လေးရှိတာမမြင်တော့သံဃာတွေခင်တဲ့တဏှာရတာတဏှာကြောင့်ဇရာဖြစ်နောက်ဇရာတိုက်ရှားတယ်ဆိုရင်တော့လွယ်တစ်ဖက်မြင်လားနှစ်ဖက်မြင်လားစုံလုံးကလားကတွေးကြပါတော့ဗျာဒါသိချက်ပြီးဒါပေမဲ့ဓမ္မတော့ခင်ဗျားတို့စစ်စင်ကဖြင့်သိုးရလိုက်ဖြစ်ခြင်းကဖြင့်တန်ကောင်းသိုးရနေပြီလို့ဆိုလို့ရှိရင်ဖြင့်ဥလာဘူးမလွဲတော့ဘူး
ဒါကြောင့်ပရိယေသနာသုတ်ဆိုပြီးဘုရားရှင်ကိုရမေကြီးကမူလပဏ္ဏသပါဠိတော်မှာဟောတယ်မှန်ပါဗျာဓမ္မတို့တရားတော်လို့တော့ဘုံကြီးကြည့်ကြခမ်းနားလာတာမြင်ကြပါမှန်ပါဗျာဇာတိဒုက္ခကြီးရှိတယ်နဲ့ဇာတိရှာပြန်နေမှန်ပါဗျာဇာဒုက္ခရှိပါရဲ့သားနဲ့မရဏဒုက္ခကိုယ်ပိုင်ရှိပါရဲ့သားနဲ့သို့ရင်ပူဆွေးငိုကြွေးဒီသုံးပါးရဲ့သားနဲ့တမသို့ရင်ပူဆွေးငိုကြွေးဆင်းရဲတွေတစ်ခါရှာပြန်နေမှန်ပါဗျာဒီဘက်လည်းမညံပေါ်တကားစိမှန်ပါဗျာဟိုလည်းတော့ဒါကြောင့်တစ်ဖက်မြန်လည်းမစုံနဲ့နှစ်ဖက်မြန်လည်းမစုံနဲ့တော့သွင်းကုန်မသွင်းလိုက်ဒီတဲ့ဒုံလုံးကလည်းသွင်းလိုက်ကြမှာပါချိုးကြပြီတော့ဟုတ်ပါဘူးလားဘူးကြီးသွင်းလိုက်ပါဗျာသွင်းလိုက်ပြီဆိုတာတက္ကသိုလ်ကြီးကသဘောကျမှန်ကောမှန်ဘူးလားဘုရားဟောတော်မူတာဘုရားဟောတော်မူတာတရားဓမ္မတို့အဲ့ဒါဘာလို့ဇာတိဖြစ်နေဇာတိရှာဆိုတာကိုမင်းတို့ကိုရဟန်းတို့သူတော်ကမဲလို့ရှိရင်ဇာတိရှိရတဲ့ဇာတိရှာတဲ့အနာရိယဘုရုဇဉ်လေးအရှာဘယ်သူလုံးတော့မဲလို့ရှိရင်သာမယနဲ့ကွာပစ္စည်းဥစ္စာယရနာသာပြောလိုက်ကွာပြောလို့လားသာမယနဲ့ကွာပစ္စည်းဥစ္စာယရနာတွေဟာတဲ့ဆင်လို့မြင်လို့ဒါတွေတည်တောင်ကြရှာကြတယ်ဆိုတာလွဲသလားလွဲပါအဲဒီလိုဆဲဆိုတာလာတဲ့ကဆင်နာတနာတနာဖြစ်ခဲ့လို့ရှိရင်ဥပါဒာဖြစ်ခဲ့လို့ရှိရင်ဘဝဖြစ်ရင်ဩဇာတိလာပြီသောကြသရာလာပြီသောကြပြာရိလာပြီသောကြမရဏလာပြီသောကြသောကပရိဒေဝဒုက္ခဒေါမနသာသုံးလို့ဆိုတာဒီအကုန်မကြုံရဘူးလားဒါဖြင့်အိမ်တော်ကြီးတဲ့ဓမ္မတွေဒီစုဇယနာတွေရှားနေတဲ့ဓမ္မတွေကဘာတွေရှားတာတော့ဆိုတော့ဥဇာတိသရာဗျာတိမရဏရှားတာဗျာတွေပဲရှားလိုက်ရင်းနေလားဘုန်းကြီးဓမ္မတွေအိမ်တော်ကြီးတဲ့စိဘောဇယနာရှားကြတယ်ဘာရှားကြတာတော့ပါဠိလိုဆယ်မကြဘူးဥနာတိမွေးကွဲရှားတာဗျာဓမ္မအေးတော့ရင်းနေလားပါဠိလိုဆိုတော့ရင်းနေတဲ့ခင်ဗျားတို့ကရင်းမလဲဘူးလားဒါကြောင့်ခင်ဗျားတို့ဒီတဲ့အိမ်တော်ကြီးတဲ့ပိဿုဇယနာရှားကြတာဒီတဲ့ဘာဝရှားကြတာတော့မင်းဥနာတိမွေးကွဲဟုတ်ပါလားဟုတ်ပါဗျာဥနာတိမွေးကွဲရှားကြတာပဲဩနာတိမွဲကွဲရှာကြတာပဲယခုဩနာတိမွဲကွဲဒီဘဝလွတ်ပလားမလွတ်ခင်ကဟိုမှာနှုတ်ဆက်ထားတာလားမလွတ်ခင်ကဟိုဘက်မှာဩနာတိမွဲကွဲကြုံရပါလေဆုံးရပါလေလို့နှုတ်ဆက်ထားတယ်မတူဘူးလားယခုဒီကဩနာတိမွဲကွဲရှိပါရဲ့သားနဲ့ဒီသုဇာယရမရှာဟမ်သာလင်ကမောနဲ့ကျင်းရမင်းရကျင်လာကြဆိုတော့ဒါတွေကတဏှာတွေမဟုတ်လားဥပါဒဏ်တွေတော့မဟုတ်လားအဲ့ဒါဥပါဒဏ်တွေလည်းပြန်လာတဲ့ကဘဝတွေကမလာဘူးလားအဲ့နောက်ဘဝကျတော့ဘဝပြီးတော့နောက်ဘဝဇာတိမလာဘူးသရမဏဟောဘောဂပရိဒေဝဒုက္ခဒေါမနကတရားဓမ္မတို့တရားရှင်ကိုရဏကြီးလေးရှားရှားဟောတဲ့ပရိယေသနာသုံးဆိုပြီးကြတာဘုရားသခင်ကိုရမေကြီးကရဟန်းတွေဟောဒါပြန်ဩနာတိမွဲကွဲယခုလက်ရှိနဲ့နောက်တစ်ပါးဩနာတိမွဲကွဲကိုဆက်လက်ပြီးရှားနိုင်ကြတာတဲ့ဓမ္မတွေယခုအိမ်အောင်ပြုတာနဲ့ယခုစီးပွားရှာတဲ့အလုပ်ပဲမလောက်နဲ့ကိုဒီလိုရင်အောင်ကြရလဲကျင်းမှုကလာပြီဒီလိုဒီဝဆရာတော့လာတော့ဒါလည်းတဏှာဥပါဒံလည်းမဟုတ်သေးဘူးလားအတော့ကိုရှက်เสียကောင်းပြီပါဗျာအဲ့ဒါဓမ္မတော့ခဏလေးသိစဉ်ဒီဘဝမှာလဲဘုနာတိမွဲကွက်လက်မလို့သေးဘူးကိုယ်ပိုင်ရှိရကိုယ်ပိုင်ရှိရနော်ကိုယ်ပိုင်ရှိရလည်းဇေမှုဇင်နာမှုဆိုတာလေရှိနေတဲ့
ရှိရင်နောက်ဘုရားဘာတွေလာအောင်မလဲလို့မေးရင်တကားစိတ်မပြောပါတော့ပြောနိုင်ပါဘူးဗျာဘာတွေလာမလဲဘုရားပြောတာဟုတ်ပါပါဗျာခိုက်တာဆက်လက်ကြရဓမ္မတို့ဘုရားရှင်ကိုရမေကြီးဟောလိုက်ကြမှားလိုက်ကြပြောပါဗျာခင်ဗျားတို့ကလည်းရှာမိခြင်းကလည်းလွယ်လိုက်တာအိမ်အောင်ကြားတယ်ဗျသီဝရှာတယ်ဗျသာသမီရှာတယ်ဗျဒါလည်းဘယ်လိုလဲရှာတာလဲတော့သနာနဲ့ရှာပါဗျာဆက်ရအောင်တရားစဉ်သနာဥပါဒနဲ့ရှာတယ်ပါဗျာသနာဥပါဒနဲ့ရှာတယ်သနာဥပါဒနဲ့ရှာတယ်လို့ရှိရနောက်ဘဝဇာတိဇရာမရဏတွေကဘယ်နဲ့လဲယခုဇာတိဇရာမရဏကျမ်းလို့လားဒါနဲ့ဇာတိဇရာမရဏရှိတဲ့ပုဂ္ဂိုလ်ကဟိုနာတိမောကွဲရှိတဲ့ပုဂ္ဂိုလ်ကဟိုနာတိမောကွဲကြီးကိုရှားပြန်လေဆိုတော့ဒကာဓမ္မတွေတော့တော့မသိတာတော့လေလွန်သွားပြီလွန်သွားပြီဒကာသိလွန်သွားပြီဘလို့မြတ်ဆိုးရတယ်ဆိုတော့ကဘယ်ရှင်ကိုရမေကြီးမတန်မြင့်ပြေကြီးနဲ့ဟောတော်မူတာနော်ဒါသိရကျင်းရပါလားမှန်ပါဗျာအများရဲ့จิตတို့ရဲ့ဆဲသက်ကပြန်ထွက်လိုက်တာဟမ်မှန်ပါဗျာအပြင်းသက်ကပြန်မနာခဲ့တယ်လူတော်တော်မှတော့အဲဒီပြင်းသက်ကြီးကိုဖြင့်ယခုလိုခါကောင်းဆရာကောင်းချုပ်လုံးမှမပြီးတော့ပါဘူးဆိုရင်ဒီဟာနဲ့သွားလိုက်တော့မှန်ပါဗျာဒါနဲ့တော့မဟုတ်တော့ဘူးမှန်ပါဗျာဒါပြန်ဒါကအရိယာပုဂ္ဂိုလ်ပုရိသံလေးရှားပြီးခြင်းမှန်ပါသူရှားပြီးခြင်းကတမင်းတော့မှန်ပါဗျာဟောနာတိတိရနဲ့ပါရှားတော့ဟောနာတိတိရနဲ့ဟောနာတိရှားတယ်ဆိုတော့ဘယ်လိုလုပ်လို့ရှင်အိမ်တော်ကြခြင်းစီးပွားရှားခြင်းပဲမှန်ပါရှင်းမလားအိမ်အောင်ကြခြင်းစီးပွားရှားခြင်းပဲဆိုတော့ရှင်းတော့ဗလားအိမ်အောင်ကြခြင်းစီးပွားရှားခြင်းပဲဆိုတော့သိချာမှတ်ပါအိမ်အောင်ကြတယ်ဆိုတော့ရှင်းလာပဲလရဏပဲစီးပွားရှားတယ်ဆိုတော့သနာဆောလနာကြီးသနာဥပါဒံအဲဒီသနာဥပါဒံရှိနေပြီသမားနဲ့ဇာတိဇရာမရဏနောက်ကိုလာဥပါဒံလာမယ်ဆိုတာမသိကြဘူးလားဒါပြန်ကြရတဲ့ဒီဘဝရှားမိတဲ့လောကဟုတ်လားဟိုရှိနေဟိုရှားပဲအနာရှိရနဲ့အသေးရှိရနဲ့သိရပူစင်ငိုကြွေးခြင်းရှိရနဲ့ဒါစညာတလောက်ဆိုတော့လွန်ကုန်ပြီစင်တယ်ဟမ်နောက်အနာရတယ်လို့ဖြစ်နေပြီတရားဓမ္မတို့နောက်အနာရတယ်လို့ဖြစ်နေပြီနောက်အနာရပြီဆိုတော့အနာသေးလာသလားကြီးလာဘယ်လိုနာလေးသေးသေးလေးဒီနာလေးဟောကုတ်ပြဖဲ့တာနဲ့ဒီမှာခင်ဗျားတို့ဩနာသေးရတာရှိနေသတ်သိမ်းမယ်လို့စိတ်ကူးလားခင်ဗျားတို့နေပုံတိုင်ပုံနဲ့ဟုတ်လားဩနာသေးအနာကြီးကြီးသွားလာဖို့အရေးကိုကြိုးစားနေတာလားလို့မေးရင်ဘယ်နဲ့ပြောဆရာဘုန်းကြီးတို့ကမဟုတ်လို့ဒီလိုအနာကြီးရဲ့ကြည့်အောင်ကြိုးစားတာနဲ့ပြပါဗျာအတူတူတော့ကြပဲဘူးလားအဲဒါကြောင့်တရားဓမ္မတွေဘယ်ကံကိုရမေကြီးကြီးကားလို့ဆိုရင်အမှန်တရားမြင်ကြည်ကြည်နဲ့ဘုန်းကြီးတရားဓမ္မတွေဟောနေတာမှန်ပါဗျာဒါသိပြတယ်ဟုတ်ပါဘူးဘယ်နည်းမပြသေးပါဘူးဒါတော့မိမိတို့သုံးပါဘုံကြီးကြည်ခန္ဓာလုံးလားသလားလို့ဆိုတာသိသိချာချာပိုင်နေနေညာနဲ့မှသမာဓိတဲ့လို့ဘုရားဟောနေတာမှန်ပါဗျာဉာဏ်နဲ့ပိုင်ရမှန်ပါဗျာဒါဆိုပိုင်နေအောင်နာတိကြည့်နေဩနာတိရှားနေကြတယ်လို့ဆိုတော့ဘာလို့ဆိုတော့အိမ်တော်ကြီးကလည်းဒီဝိုက်ကြတာဖရာလို့ပြောတယ်ပြောမလားပြောပါဗျာအိမ်တော်ကြီးကလည်းဒီဝိုက်ကြတာဒီဘာရှိလို့ဘာကြတာလဲမလားသိဩနာတိကြီးဩနာတိရှားတယ်ဆိုတာဘယ်လုံးနဲ့ရှားတယ်ဆိုတော့အိမ်တော်ကြီးမှုဒီဝိုက်ရှားမှုဒီဩနာတိရှိတဲ့ပုဂ္ဂိုလ်ကဩနာတိရှားတာပဲမှန်ပါဗျာအိမ်တော်ကြီးကဒီဝိုက်ရှားတယ်ဆိုတော့ဇာဥပါဒံမပါဘူးလေသနာဥပါဒံလာရဇာတိဇရာမရဏနောက်လာမှာလားမလား
ဖြင့်စီးပွားရှားတဲ့ဓမ္မတွေအိမ်အောင်လေးတင်နေသက်ပြီးဆိုရင်ကြောင့်ပြပါရရင်းနဲ့နေတဲ့ပုဂ္ဂိုလ်မင်းအောင်မိုက်တာတော့မရှိဘူးကွာမင်းအိုနာသေးလက်ရှိနဲ့အိုနာသေးအတွက်ဒီအိုနာသေးအတွက်ဒီထားလုံးနေကြပြီသာဆိုမရခင်ပြည့်စည်ခင်အဲ့ဒီလိုခင်ဗျားတို့ကိုတွေးကြည့်ကြသမောင်းဓမ္မတွေလေးကြည့်တော်ဝင်းနေဝနာတိတဲ့ပုဂ္ဂိုလ်ဝနာလေးသကြပါတယ်ဆိုတော့လေးကြည့်ပဲနေတော့တရားဓမ္မတို့အမှန်ဆိုရမလို့လားဒါကြောင့်ဘုရားသခင်ကိုယ်တော်ကြီးကဇာတိဓမ္မဘိက္ခုသမနာဇာတိဓမ္မသမနာဇာတေဝပရိယေတိဇာတိရှိရနဲ့ဇာတိရှားတာกว่าမှန်ပါဗျာဇာတိရှိရနဲ့ဇာတိရှိရနဲ့အဲ့ဒါပုရုဇဉ်လေးရှားပြီးတယ်လို့ပါလားရှင်းရလားပုရုဇဉ်လေးရှားပြီးခြင်းကဘာကိုရှားလို့ရှိသလဲဇာတိရှိဇာတိရှားပါဗျာဇာတိရှိဇာတိရှားပါဗျာဒါတွေစက်မှတ်ကြပါဘယ်သူတော်လည်းလည်းကျင်းနေတယ်ဓမ္မတွေသိစိတ်ရမှာပါအိမ်အောင်ပြုတာနဲ့သာသမီပစ္စည်းတွေယရနာတွေခင်တွေ့ရှာမိတာမှန်ပါဗျာရှင်းလားရှင်းပါဗျာအဲဒီတော့မှကြပါတိုင်းဓမ္မတို့ရှာမိဖို့အတဲ့ဗလားအချိုးအမနာဆိုးရနေသလားလို့မေးလို့ရှိရင်လည်းသိကြကြဗလားဘယ်လိုသိကြလဲအမနာဆိုးရနေပြီတရားစင်လေးအမနာဆိုးရနေပြီတိုင်းလာပြန်အရိယာများရှာမိခြင်းဆက်ကြောင်းဟုတ်လားပါဒါကအနာရိယာအရိယာဟုတ်သောပုဂ္ဂိုလ်တွေရှာမိခြင်းပြောပါဗျာအရိယာများရှာမိခြင်းကတော့ဇာတိဓမ္မဘိဇာတိဓမ္မသမနောဇာတိဓမ္မသမနောဇာတိအာရိငဝံဒိဋ္ဌဝအဇာတံအနုတ္တရံယောဂခေမံနိဗ္ဗာနံပရိယေတိသိကြတော့ဇာတိရှိလာလို့ရှိရင်ဇာတိအဖြစ်ကိုမြင်ပြီးကြလားအဇာတဖြစ်တဲ့အနုတ္တရဖြစ်တဲ့အဇာတဆိုတာမဖြစ်တာပေါ့အနုတ္တရဆိုတာသူမရှိတာယောဂခေမဆိုတာယောဂလေးပါကုန်တာနိဗ္ဗာန်ဆိုတာကအကုန်ငြိမ်းတာအဲ့ဒါကိုသာရှားလို့ရှိတယ်အရိယာများအရိယာအတော်ဖြစ်တဲ့ပုဂ္ဂိုလ်တွေရှားမင်းခြင်းကတော့ဇာတိရှိလို့ချင်းဇာတိနဲ့အပြစ်ကိုမြင်ပြီးတော့ဇာတိမရှိရရှားတယ်ကွာဘူးလားကွာလိုက်တာဇာတိရှိပြီးတဲ့နေတော့ဇာတိအပြစ်ကိုမြင်ပြီးတာကဇာတိဇရာမရှိတဲ့နေရာကိုရှားလို့ရှိတယ်အဲ့ဒါကအရိယာတို့ရှားမှုခြင်းဘယ်လိုဘုဒ္ဓံတော့အရိယာတို့ရှားမှုခြင်းကတော့ဇာတိရှိလို့ချင်းဇာတိကိုပြည့်မြင်ပြီးဇာတိမရှိတာရှားတယ်မှန်ပါဗျာဇရာရှိဇရာကိုမြင်ဇရာရှိနေတဲ့ရိယာပုဂ္ဂိုလ်ကဟုတ်လားအရိယာနယ်ပေါ့ဗျာအဲ့ဒီဇရာပြည့်မြင်ပြီးတာကဟုတ်လားမအိုရာနိဗ္ဗာန်ကိုရှားတယ်သဘောကျသူတို့ဟာခန္ဓာကိုယ်ကြီးကသေတဲ့ရှိနေတော့အရိယာပုဂ္ဂိုလ်များကအရိယာအနွယ်များကတော့အသေးအပြစ်ကိုမြင်ပြီးကြတာမသေးရာနိဗ္ဗာန်ကိုရှားတယ်သဘောကျသူတို့ရှားမိခြင်းကတစ်မျိုးပါလားဒါဆိုရင်မကွာတော့ရပြောမရဘူးပြောမလို့လားဒီဃာရမတွေကအိုနာသေးရှိရနေပါတော့အရိယာတွေဆိုတာအိုနာသေးရှိနေတော့အိုနာသေးပြစ်ကိုမြင်၍အိုနာသေးလက်ရဝရှားတယ်ဟာတကယ်သိကွာကြသိကွာပြီသိကွာပြီသိကွာတယ်ကိုတော့လို့ရသိကွာနေပြီဓမ္မတော့သိကွာနေပြီအရိယာတွေကတော့အိုနာသေးမွဲကွယ်ရှိလို့ရှိရင်အိုနာသေးမွဲကွယ်အပြစ်ကိုမြင်ပြီးအိုနာသေးမွဲကွယ်လွတ်ရရှားတယ်
ရှင်းမလားအရိယာဟုတ်တဲ့ပုဂ္ဂိုလ်တွေကတော့အိုနာသည်မွဲကွယ်ရှိရဲ့နဲ့အိုနာသည်မွဲကွယ်တစ်ဖန်ရှာပြန်တယ်လည်းကွာပါလားအမှန်ကွာနေပြီအမှန်ကွာနေပြီအဲ့မကွာဘူးလားဒါဖြင့်တို့ဘောဒီတရားရောက်ကြလားဆိုတော့မရိကြအောင်ဘူးလားကိုဘောရောက်ကြလားရောက်တယ်ဗျတကယ်တော့အိုနာဒီမောကိုရှိနေတဲ့အိမ်အောင်ကြပြည့်စည်ချဘာလုပ်ကြတာတော့အိုနာဒီမောကိုတော့နောက်ထပ်ရှာတယ်ဆိုတာသဘောကျဒါခင်ဗျားတို့ပေါ်ရောက်တဲ့နေရာရင်နေရာကဟုတ်လားနောက်တရားတော့ဘိုးတဲ့ကျင့်ကြံတဲ့ပုဂ္ဂိုလ်မှာသာလဲအိုနာဒီမောကိုရှိတဲ့ပုဂ္ဂိုလ်ကအိုနာဒီမောကိုအပြစ်ကိုမြင်၍အိုနာဒီမောကွယ်လွတ်ရဝရှာတယ်အဲ့ဒါကကျင့်ကြံကြုတ်ကိုအားထုတ်တဲ့ပုဂ္ဂိုလ်တွေရှာနီးရှင်းလားပထမစကားကခင်ဗျားတို့ပေါ်ရောက်တဲ့ဒုတိယစကားကခင်ဗျားတို့အရိယာပဲကူးကျင်တဲ့ပုဂ္ဂိုလ်ကအိုနာဒီမောကွယ်ရှိနေတော့ပဲအိုနာဒီမောကွယ်ပြစ်ကိုမြင်ရအဲ့ဒီတော့မြင်လိုက်တဲ့အခါကျမှအိုနာဒီမောကွယ်လွတ်ရကိုရှားရလိမ့်မယ်အဲဒီလိုရှားတဲ့ပုဂ္ဂိုလ်ကအရိယာရိရှားနီးရှင်းလားအရိယာမုံသောပုဂ္ဂိုလ်ရှားနီးအရိယာရိရှားနီးပရိယသနာရှားနီးရှားနီးပဲမျိုးရှိတယ်ဒါရင်တခါသိပြောတဲ့ကရှင်းရှင်းပြောစမ်းပါဦးအရိယာမုံသောပုဂ္ဂိုလ်ရှားနီးကပါတဲ့ဘုရားဘုရားရှားနီးကဩဇာတိပွဲရှားပါဗျာဒီလိုမဆိုနဲ့အိုနာတိမောကွယ်ရှိရဲ့နဲ့အိုနာတိမောကွယ်မဖြစ်တာမတာပါလားမလဲတယ်တရားဓမ္မတို့သိချတာမှတ်ပြီတော့နော်ဘုရားလည်းရှားနေကအိုနာတိမောကွယ်ရှိလျက်နဲ့အိုနာတိမောကွယ်နောက်ထပ်ရှားသည်ဒါသိချမှတ်ပါအရိယာနဝရေရှားနေကအိုနာတိမောကွယ်ရှိလို့ရှိရဲ့အိုနာတိမောကွယ်ပြစ်ကိုမြင်၍အိုနာတိမောကွယ်လွတ်ရကိုရှားသည်ဒီလိုကြွားတယ်ရင်းမလားဘုလားဘူးရင်းနေရောအာရမဓမ္မတွေကနားလဲအဲ့ဒါခင်ဗျားတို့နေပုံတိုင်းပုံဟုတ်လားအကဲခတ်ကြည့်လိုက်လို့ရှိရင်တို့ရှာမိတဲ့အလုပ်ဟာအရိယာတွေရှားမင်းနေတယ်လို့လားဘုရားအရိယာမဟုတ်သောပုဂ္ဂိုလ်တွေရှားမင်းနေတဲ့ရှားမင်းကြလားလို့ကိုယ်ကိုယ်တိုင်စစ်ဆေးကြည့်လိုက်တဲ့အခါကျတော့ပေါ်လာဟုတ်လားဒါကြောင့်ခင်ဗျားတို့သေးသေးချာချာမှပါဘုန်းကြီးပြောတဲ့လောကလုံးနေလို့ရှိရင်ဩနာတိမောကွယ်ရှိ냐တော့လေဩနာတိမောကွယ်လွတ်ရဩနာတိမောကွယ်ရဲ့ပြစ်ကိုမြင်၍ဩနာတိလွတ်ရရှားနေတယ်လို့မှလိုက်ပါခင်ဗျားတို့လူသုံးစာတိုင်းဟုတ်လားနေတဲ့ပုဂ္ဂိုလ်ရဲ့ဩနာတိမောကွယ်ရှိလျက်နဲ့ဩနာတိမောကွယ်နောက်ထပ်ရှားတယ်လို့မှတ်ထားလိုက်ပါပါဗျာရှင်းမလားအေးဒါဖြင့်ဓမ္မတို့ခင်ဗျားတို့ရှားမိခြင်းဒီကားလို့ဆိုရင်အစိုးအဆုံးရှားမိခြင်းပဲဘာကြောင့်လုံးလုံးကရှားမိခြင်းမို့ဒီဘဝလက်ရှိဩနာတိမောကွယ်ကြီးဝင်နေနောက်လာတဲ့ဟောဒီဘက်မမြင်ဟိုဘက်မမြင်နှလုံးရှိတဲ့ဇာနှလုံးလုံးမမြင်အဲဒါကြောင့်လုံးကလေးရှားမိခြင်းအရိယာတွေရှားမိခြင်းကနှစ်ဖက်နဲ့ဒီဘက်ဩနာတိမောကွယ်ရှိပြီးကြတာနေတော့ကြောင့်သူနဲ့နေရတာမကောင်းပါလားလို့ဒီဘက်လည်းမြင်တယ်ဒါကြောင့်သူလည်းရရှားပါပဲဆိုတော့ဟိုဘက်လည်းနိဗ္ဗာန်လည်းသူမမြင်ဘူးလားသူတို့ကနှစ်ဖက်မြင်ရှားတယ်ခင်ဗျားတို့ကနှစ်ဖက်ကမ်းပြီးကြတာရှားတယ်ဒါကွာတယ်မကွာဘူးလားအေးကွာပြီဒီကဆိုရင်နော်ဒါနဲ့ဓမ္မတို့ပရိယေသနာသုတ်တယ်ဘုလားပါဠိတော်ပါဠိတော်ပရိယေသနာသုတ်ရှားမျိုးပြတယ်မှန်ပါဗျာရှင်းလားမှန်ပါတိုင်းလာတဲ့ဓမ္မတို့ခင်ဗျားတို့သူတော်ကောင်းတို့ဘုန်းကြီးပြောတဲ့ဝေဒနာရှုစိတ်ရှုနေတဲ့ချိန်ကြလာတော့
ခင်ဗျားတို့မှာဟုတ်လားဖြစ်ပြီးပြက်တယ်ဆိုတာလည်းမြင်ဘူးလားမြင်ပါလားဗျာအဲ့တော့ဖြစ်တဲ့ဇာတိလေးလည်းမြင်တယ်ဟုတ်လားဒါလေးဟာဖြစ်ပြီးကြတာအိုပြီးကြတာသေတယ်သေပြီးကြတာရှုတဲ့ညာနဲ့တော့တခါတည်းသူဒီကားလို့ဆိုရင်ကွဲမတော့ဘူးလားကွဲပါပါဒါလေးကအရှုခံနေရတဲ့ဝေဒနာလေးကဥနာတိမောကွဲလေးမှန်ပါဗျာသဘောကျပါပါဗျာအဲ့ဒီဥနာတိမောကွဲလေးကိုဘုန်းကြီးကနေတိုင်းကြည့်တယ်မှန်ပါဒါလေးကဝေဒနာလေးကဥနာတိမောကွဲလေးกว่าမှန်ပါဗျာသဘောကျပါပါဓာတိဒရာမရဏလေးကိုရမှန်ပါသဘောကျပါပါဥနာတိဝေဒနာလေးကဘာတော့ဓာတိဒရာမရဏပေါ်ဗျာသိက္ခာဇာတိမျက်နာကမျက်တာကမရဏသဘောကျအဲ့တော့သူလေးကိုခင်ဗျားတို့ကသေသေးချာချာကြည့်ပြီးကြတာနေလို့ရှိရင်ဒါလေးဟာဥနာသိမောကွယ်ကလေးပဲလို့ကိုယ်ကနာဒါလေးရှိရင်တော့ဒါလေးမြင်တော့အော်ဒီဘက်မြင်လာပြီလို့မဆိုနိုင်ဘူးကိုယ်ဘက်မြင်လာဟောလေလုံးလာဝေးရတာကိုယ်ကနာရှိတဲ့ဥနာသိလေးကိုကိုယ်တဏ္ဍာမှာရှိတဲ့ဥနာသေးလေးကိုကိုယ်တဏ္ဍာမှာပဲမမြင်သေးဘူးတစ်ဖက်မြင်လားတစ်ဖက်မြင်လားကိုယ်တဏ္ဍာရှိတဲ့ဥနာသေးလေးကိုကိုရှိဝါများလာတဲ့ခါကျတော့ဖြစ်ပြီးပြက်ပါလေဟုတ်လားဖြစ်ပြီးပြက်ပါလားဆိုတော့ဥနာသေးလေးပါလားမသိသေးဘူးလားဒါကဓမ္မတွေသိပြီးကြလားခင်ဗျားတို့စဉ်းစားဖို့ကောင်းဝေဒနာပေါ်လာတာမှမရှိမရှိတဲ့ပုဂ္ဂိုလ်မှာဒါမြင်လို့မမြင်မြင်လို့ရဲ့ဒီပုဂ္ဂိုလ်ကမြင်ကုန်နေပါဘူးသူဇာတိလည်းမမြင်ပါဘူးဇရာရောမရဏရောဩဒါဖြင့်အလုံးမလုံးတဲ့ပုဂ္ဂိုလ်တို့မှာဖြင့်ဩနာသေးကိုမှသူမြင်မှမမြင်တော့ပဲဆိုတော့မလုံးတဲ့ပုဂ္ဂိုလ်မှာဒီဘက်ကလည်းကမ်းရတယ်မကမ်းသေးဘူးလားဒီဘက်မှာလည်းကမ်းပြီးကြတာနေလေဒီဘက်ကမ်းနေဆိုတော့ဟိုဘက်မြင်ကြမြင်လေးရဟိုဘက်မြင်ကြရေးမရှိတော့ဘူးဒါကြောင့်ဓမ္မတို့ဘုန်းကြီးပြောတာကိုနားထောင်ပါလို့ဆိုတာလိုက်နာကြပါကျင့်ကြံကြပါကျိုးကုတ်ကြပါအားထုတ်ကြပါဆိုတာကိုခင်ဗျားတို့တိုက်တွန်းရတယ်ခင်ဗျားတို့ဒီဘက်လည်းမမြင်ဘူးဒီဘက်လည်းဟိုဘက်တော့အနိစ္စနေတဲ့ကိုယ်ခန္ဓာထဲမှာအိုနာသေးကြီးတာမမြင်တော့နောက်ဘဝအိုနာသေးလာလိမ့်မယ်ဆိုတော့မမြင်ဘူးအခုမှမမြင်ပဲလို့နောက်မြင်နေရတာဘယ်လိုများဆိုလို့အဲဒီတော့ဘုန်းကြီးတရားဓမ္မတွေအတွက်မှာသိရေးကြီးတဲ့ကွက်မှမရှိဘူးအလုံးမလုံးတဲ့ပုဂ္ဂိုလ်မှာဖြစ်ပြမှမမြင်သေးတဲ့ပုဂ္ဂိုလ်အတွက်များဖြင့်ဗျာဟေးငါသေးရင်ဘာမှပြောမနေနဲ့ဟုတ်လားသလန်းဘောကငါမှလိုက်တော့ပြောခဲ့ဖို့ကောင်းကောင်းလားကောင်းလားဘာကြောင့်လဲဗျာဘယ်လိုမှမသိတော့ဘူးဘုရားနာမှာအိုနာသေးမရှိဘူးလားဖြစ်ပြီးပြီဗျာဖြစ်တယ်လည်းရနေပြည့်တယ်ဆိုတော့ဖြစ်ပြီးပြည့်မရှိဘူးလားအဲ့တော့အိုနာသေးရှိအဲ့ဒါမြင်လေးရမမြင်တော့ဒါဖြင့်ဓမ္မတို့ကိုယ်ကံလာရှိတဲ့အိုနာသေးတောင်မမြင်ဘူးဆိုတော့ခင်ဗျားတို့ဘယ်ဘုန်းကြီးကတရားဟောမင်းတို့နောက်ဘအိုနာသေးရတယ်ဥမဲ့ဆိုတော့အိုမယုံမောဘုရားနာမအိုနာသေးမရှိဘူးဆိုတော့ခင်ဗျားတို့ဒီဘက်ကမမြင်ဘူးဘုရားလည်းမယုံဘူးဒီဘက်မမြင်ဘုရားမယုံဆိုတော့တခါတော့မိစ္ဆာရိတိသေးသေးချိုက်တာသဘောကျအဲ့ဒါမိစ္ဆာရိတိသေးချိုက်တော့ဘယ်လမ်းမှသွားရမရှိဘူးအပေကလန်းနေရှိတရားတော်ကဘယ်တော့ကျက်ရသွားတရားစဉ်သဘောပါလားဒါဖြင့်ဆရာဘုန်းကြီးကလူစကားလည်းနာဟေးဟုတ်ပါလေဖြစ်ပြကလေးကိုရှိလေးဆိုတော့ဦးနာသေးကြီးခိုင်းဟုတ်ပါဗျာရှင်းမလားရှင်းပါဗျာဒါကြည့်လိုက်လားအဲ့တော့ဘယ်မှာရှိရတော့ပြောတာဒီဝခန္ဓာမှာလားမိမိခန္ဓာမှာ
ကြည့်ဟုတ်လားမိမိခန္ဓာကကြည့်ပါလေဓမ္မတွေကကကြည့်တော့သေသေးချာကြည့်တော့ရတဲ့ဝေဒနာလေးကလည်းခုမှပေါ်ပြီးခုမှပြတ်နာတဲ့ဝေဒနာလေးရောကောင်းတဲ့ဒုက္ခဝေဒနာလေးရောဘုရားဝေဒနာလေးရောတော့ခဏလို့ခန္ဓာကိုယ်ဝေဒနာခန္ဓာကြီးလို့မဟုတ်လားဒါကဒါကြီးဩနာတိသုသရာများသေးဘူးလားအဲ့တော့ဩနာတိကိုမြင်အောင်မကြည့်နိုင်တဲ့ပုဂ္ဂိုလ်ဟာမိမိခန္ဓာကိုယ်ထဲမှာဖြစ်ဖြစ်ကိုမြင်အောင်မကြည့်နိုင်တဲ့ပုဂ္ဂိုလ်နောက်ဘဝလည်းမင်းဒီဖြစ်တဲ့ဒုက္ခကြီးရတဲ့ဥမဲ့ဆိုတော့သူမယုံဘူး။ဘာကြောင့်လဲဒီလက်ရှိမမြင်လို့လက်မဲ့ကြတော့မယုံဘူး။ဘူးလောက်ဆိုးသွား။ဒါတော့လေဆိုတာလည်းဆိုတာမဟုတ်ဘူးတော့။ကြီးကြီးကျယ်ကျယ်ခန္ဓာနာနာခေါ်ရခြင်းဆိုတဲ့။ဒါစိတဲ့နင့်နာပါလား။ဆရာကောင်းသမားကောင်းနဲ့ခေါင်းဆောင်ကောင်းမတွေ့ပြီကာလပတ်လုံးဖြင့်ခင်ဗျားတို့ဩနာသိရှိရတဲ့ဩနာသိရှာကြမယ်မှန်ပါဗျာဟုတ်ပါတယ်ဘုရားဝိရိတ်ကြောက်ကြကောင်းပါလားကြောက်ကြကောင်းပါဗျာမတန်ကြောက်ကြကောင်းတဲ့ဓမ္မတွေရိပ်မိကြလားသုံးပါဘူးလားအာယုလောရနေပြီတရားတော်တို့အာယုလောရနေပြီမှန်ပါဗျာဩနာသိရှိရတဲ့ဩနာသိကိုတစ်ခါရှာကြပြန်တယ်ဆိုတဲ့ဥစ္စာကပုရုဇဉ်လေးရှာမိခြင်းအရိယာလေးရှာမိခြင်းကဩနာသိရှိရင်ဩနာသိပြည့်နေဒါကြောင့်ဓမ္မတို့ခမည်းတော်သဏ္ဍာန်မှာရှိတဲ့ဝေဒနာသုံးပါးဩနာသိပဲဖြစ်ပြီးမပြလားအဲ့ဒါကြီးကသူနဲ့ကြီးနေရလို့ရှိရင်ဖြင့်ဒီလိုနေဦးမှာပဲဒီဝေဒနာခန္ဓာကြီးနဲ့သာနေရလို့ရှိရင်ဒီဝေဒနာသိကြီးရှိဦးမှာပဲဆိုတော့ဩနာသိပြည့်မနေဘူးလားအဲ့ဒါကြောင့်ဩနာသိရှိတဲ့ခန္ဓာကိုယ်ကြီးဝေဒနာသုံးပါးရှိတဲ့ခန္ဓာကိုယ်ကြီးကိုဝေဒနာလေးကိုတခါတော့ဖြစ်ပြပြီးဉာဏ်ပြီးတဲ့ကာလသူရှိနေတဲ့ကာလဖြစ်လိုက်ပြလိုက်နေဦးမှာပဲဆိုတော့သူပြလို့မြင်နေဘူးလားအဲ့ဒါကြောင့်ဇာတိဝါသမှာဇာတိဝါသမှာတော့ဇာတိအာရိနဝံဒိဋ္ဌဝါအာဇာတအနုတ္တရံယောဂခေမှာနိဗ္ဗာန်ပရိယေသတိဒါကအရိယာနဲ့ရှာမိတာအခုဇာတိနဲ့ဇရာမရဏအခုဇာတိရှိနေလို့ရှိရင်တို့ကဇာတိအပြည့်မြင်ပြီးကာလအာဇာတဆိုတဲ့နိဗ္ဗာန်အတုမရှိတဲ့ယောဂလေးပါးကိုဂုဏ်ရဖြစ်တဲ့နိဗ္ဗာန်တို့ကရှာတာတို့ကဇာတိတွေဇာတိတွေရှာပြီးသဘောကျဇာတိတွေလည်းဇာတိတို့ကိုအပြည့်ရှိ၍ဇာတိတွေရှာလို့ရှိဒါကဘုရားရှာတာတော့ဘယ်လိုကတော့ဇာတိရှိရနေပါလို့ကွာလိုက်တာလေကွာလိုက်တာဘုလားဘုမကွာလားဘုရားဟိဘယ်မှာကွာလဲဆိုတော့ပေါ်လာကြအဲ့ဒီတရားဓမ္မတို့ဒီလိုပါရှိကြီးပဲတို့တော့ချုံးပြီးကြတာခင်ဗျားတို့ကိုအလုံးလို့ဖို့အရေးပြောပါတော့မယ်ဟုတ်ပါပါဗျာအလုံးလို့ရှိရင်ဇာတိရှိတဲ့ပုဂ္ဂိုလ်ဒီဇာတိပြည့်မြင်သောကြောင့်ဇာတိမရှိရာကိုရှာတာပဲဟုတ်ပါဗျာရှင်းမလားအလုံးလို့တဲ့ပုဂ္ဂိုလ်ကဇာတိရှိနေတဲ့ပုဂ္ဂိုလ်ဇာတိပြည့်မြင်ပြီးတဲ့ကာလဇာတိလည်းရရှာတယ်ဟုတ်ပါဗျာမလုံးတဲ့ပုဂ္ဂိုလ်ကဇာတိရှိရတဲ့ဇာတိရှာအလုံးလုံးတဲ့ပုဂ္ဂိုလ်ကဇာတိဆိုရတာပါဇာတိရှိ၍ဇာတိပြည့်ကိုမြင်ပြီးဆိုရင်ဇာတိလို့ရရှာတယ်ရင်းမကြအဲ့တော့ဒီလိုလုပ်ကြဆိုတော့အဲ့ဒါကဘာလို့မေးတဲ့ခါကြလို့ရှိရင်ဖြင့်တဲ့ဒကာဓမ္မတို့ခင်ဗျားတို့ကဏ္ဍရှိတဲ့တဏှာချုပ်ရာအလုပ်ဟာတဏှာချုပ်အောင်လုပ်နိုင်တဲ့ပုဂ္ဂိုလ်ဟာဟုတ်လားဇာတိရှိညာတော့လဲဇာတိလို့ရကိုသူရှားပြီဟုတ်လားတဏှာချုပ်အောင်လုပ်တဲ့ပုဂ္ဂိုလ်ဒီဇာတိအခုရှိညာတော့လဲဇာတိလို့ရကိုသူရှားပြီဘာကြောင့်လို့ဇာတိဖြစ်ကိုမြင်တယ်ရင်းမိမလားဒါလာတဲ့ငါစိတ်ခင်ဗျားတို့ခန္ဓာမှာဝေဒနာသုံးမျိုးရှိဟုတ်ပါဗျာဟုတ်လားဗျာဝ
ဝေဒနာသုံးမျိုးပဲရှိပြီးကာလနေတော့၎င်းဝေဒနာကိုတရားဓမ္မတွေကပေါ်တိုင်းဖြစ်ဖြစ်ရှိပါသဘောကျပေါ်တိုင်းဖြစ်ဖြစ်ရှိတဲ့အခါကြလို့ရှိရင်ဖြင့်ဒါလေးကဖြစ်တာကဇာတိပြက်တာကမရဏဒီဖြစ်ဖြစ်ဆိုတဲ့ဇာတိဇရာမရဏတို့မမြင်မေဘူးလားမြင်လာတဲ့အခါကျတော့ဒီဝေဒနာကရှိလို့ရှိရင်ဘယ်နေဒီဇာတိဇရာမရဏနဲ့နေအောင်ပါပဲဟုတ်လားဒီဝေဒနာရှိလို့ရှိရင်ဘယ်ဘဝသွားနေနေဘာနဲ့နေရမှာတော့ဇာတိဇရာမရဏနဲ့လည်းအသိနေရလိမ့်မယ်ဘာမှလင်းမနေနဲ့တော့လူသေးလားဒီဝေဒနာကရှိရင်ဝေဒနာကဖြစ်ပြီးပြည့်ကိုရဒီလိုရတဲ့နေရာအောင်ပါလားဘာတော့မရပါဘူးဗျာဒီဝေဒနာပါပဲဒါပြန်လေအသိဥနာသိပဲမှန်ပါဗျာဟုတ်လားဥနာသိဇာတိဇရာမရဏတော့မနေရဘူးလားအဲ့ဒါကြောင့်ဓမ္မတို့သူ့ပြစ်ကိုကြက်ကြက်ရှိပါသူ့ပြစ်ကိုကြက်ကြက်ရှိပါဖြစ်ပြန်ပြီပြက်ပြန်ပြီဖြစ်ပြန်ပြီပြက်ပြန်ပြီဝေဒနာလေးရှိခင်ဗျားတို့နိဗ္ဗာန်တွေ့ခြင်းတို့မတွေ့ခြင်းလည်းကိစ္စမရှိဘူးဒီပြည့်ပြည့်ကိုယ်တော်များကိုရေးကြည့်နေသဘောကျအဲ့တော့ပြည့်ပြည့်ကိုယ်ရေးလို့ရှိရင်နိဗ္ဗာန်အလိုလိုပေါ်မှာဘူးတယ်ခင်ဗျားတို့တောင်းတာလို့မပေါ်ပါဘူးပြည့်ပြည့်တွေ့တဲ့ခါကျတော့ရှိရင်လည်းဓမ္မတို့ပြည့်ပြည့်တွေ့ရတဲ့ဆင်ပြည့်ပြည့်ရဲ့ပြည့်ကိုမြင်ပြီးဆုံးမဖြင့်ပြည့်ပြည့်ကိုရှုတယ်ညာလေးကနောက်ကလိုက်မလာဘူးလားအဲ့တော့ဖြစ်ပြက်ကိုအတိနယ်ညာလေးကနောက်ကလိုက်လာလို့ရှိရင်ဖြင့်ဒကာဓမ္မတို့တဏှာမသေးဘူးလားသေတော့သံဃာလေးရတာကဒကာဓမ္မတို့မသိမှုဝိဇ္ဇာဝေဒနာမှုတဏှာအခုတော့ရှုလိုက်တဲ့အခါကျတော့ဖြစ်ပြက်မြင်လာတာဝိဇ္ဇာဝေဒနာမှုတဏှာကချုပ်ဟုတ်လားအဲ့တော့ဥနာတွေနောက်တော့လာနေရတာမဖြစ်လို့တော့ဝိဇ္ဇာတဏှာတွေလို့ပေါ်ရတာဆိုရင်ရင်းပြီလားအဝိဇ္ဇာတဏှာတွေတော့ဒကာရမတို့ဥနာတွေမြင်လို့အဝိဇ္ဇာတဏှာတွေတော့နော်ဟုတ်လားဝေဒနာတွေဥနာတွေလည်းလေဘူးလားဒုက္ခဝေဒနာဥနာတွေဒုက္ခဝေဒနာဥနာတွေဥပ္ပဒဝေဒနာအဲ့ဒါနဲ့ခါကြတော့ဓမ္မတို့ဥနာတိကဒုက္ခသစ္စာမြင်လာကမဂ္ဂတိကဆိုတော့ဝေဒနာနောက်ကသတ္တာရာလေးလားမဂ္ဂသစ္စာလားမလားဘူးလားအဲ့ဒါဒီကရာကျုပ်မပါဘူးလားအဲ့တော့ဇာတိရှိရနဲ့ဇာတိကိုရှာတဲ့ပုဂ္ဂိုလ်ဆိုတာကပါများများခင်တာတိကျဥစ္စာခင်တာလို့မဆိုဘူးလားဒီလိုရှုနေတဲ့ပုဂ္ဂိုလ်ကလေခင်တဲ့တဏှာဥပါဒံကအလယ်မှာသိရလေဘူးလားအဲ့တော့ဩနာသေးရှိရနဲ့ဩနာသေးကျတော့အပြစ်ကိုမြည်လေဟုတ်လားဝေဒနာကြီးဩနာသေးရှိတာကိုကျတော့မြင်ပြီသူရှိနေလေရှိတယ်ဒီဝေဒနာရှိနေမယ်ဘုံမှာသိတဲ့ဒီဩနာသေးလာအောင်ပါပဲဘာကြောင့်လဲသူကိုယ်ကဩနာသေးသူကလို့တဲ့တဏှာဥပါဒံမလာဘူးလားအဲ့ဒီအဖြစ်တွေမြင်လာတော့မှကျတော့ဒီသူဝေဒနာနဲ့ဖြစ်ပြမလာဘူးလားညာရဖြစ်ပြကိုမြင်တဲ့ညာဆိုတော့တဏှာဥပါဒံမချုပ်သေးဘူးလားအဲ့ဒီတဏှာဥပါဒံချုပ်သွားတဲ့အခါကျတော့ကိုဓမ္မတို့တဏှာဥပါဒံရှိမှဩနာသေးနောက်အစ်လာပါကိုလာသေးလားအဲ့ဒါတဏှာဥပါဒံချုပ်တဲ့အခါကျတော့ဓမ္မတွေပဲစဉ်းစားတာပေါ့ဩနာသေးချုပ်ပြန်တဏှာဥပါဒံချုပ်တော့ပါချုပ်တော့ဒါတွေကဝိပဿနာရှုနေတဲ့ပုဂ္ဂိုလ်ကတော့ဩနာသေးရှိတဲ့ဝေဒနာကိုဩနာသေးအတိတ်ကိုမြင်၍ဩနာသေးလွဲ့ရရှာသည်ဒါဖြင့်ဝိပဿနာရှုတဲ့ပုဂ္ဂိုလ်မှာလွယ်ရေးကျွတ်ရေးရှိဝိပဿနာမရှိတဲ့ပုဂ္ဂိုလ်မှာလွယ်ရေးကျွတ်ရေးမရှိဘူးဆိုတာကသိပြီပဲအဲဒါကြောင့်ခင်ဗျားတို့အာဂဝါဒအစ်ကိုတကယ်ကဩနာသေးလက်တာတကယ်ပိုင်ပိုင်နိုင်ရကြလို့ရှိရင်ရှုမှာပဲရမှန်ပါဗျာမရှိရင်တော့တဲ့မရှိတဲ့ပုဂ္ဂိုလ်ကဥနာသေးရှိရနဲ့ဘာရှာတယ်ရှုတဲ့ပုဂ္ဂိုလ်ကတော့
ကွာဦးလားလိုက်ကွာတယ်ဆိုတာဓမ္မတွေမိဗလားအေးဒါကြောင့်တရားဓမ္မတို့ခင်ဗျားတို့နီးလေးအခုကြည်သာဩနာသေးရှာနီးဩနာသေးလွန်နီးအခုတရားမှာတဏှာဤသာနီးသွားတယ်တကားဆိုရင်ဒီနှလုံးပါဒီနှလုံးပြန်လဲခက်လိုက်တဲ့ဖြစ်ကြလွန်နေဘာလို့လဲဆိုတော့အာရုံတရားဓမ္မတွေမျက်စိကဇုံလုံးသားကိုခွဲရသဘောကျဩနာသေးရှိရတယ်ဩနာသေးရှာတဲ့ပုဂ္ဂိုလ်ကနှစ်ဖက်မမြင်ဟုတ်လားဩနာသေးရှိရတယ်ဩနာသေးလွတ်တဲ့ပုဂ္ဂိုလ်ကတော့ကိုလွန်ရှာတဲ့ပုဂ္ဂိုလ်ကတော့နှစ်ဖက်မြင်နှစ်ဖက်မြင်လာတော့လေယခုဝေဒနာလေးဖြစ်ပြီးပြတယ်သူမမြင်ဘူးလားအဲရတော့ဩနာသေးနဲ့ပါလားတော့မသိဘူးလားဟုတ်လားအဲ့ဒါဒီဩနာသေးလို့ရှာပါပဲလို့ဆိုတော့ဒီဩနာသေးလေးကိုအပြည့်မမြင်ရဘူးမြင်တဲ့အခါကျတော့ပြည့်မြင်တဲ့ညာလည်းလာပါရောဩနာသေးဒီကောင်နဲ့တဏှာဥပါဒာလာသေးဒီကျိုးလည်းကဒီပုဂ္ဂိုလ်ကဩနာသေးလို့ရမရောက်ဘူးဒါရီရဓမ္မတို့ဒီပုဂ္ဂိုလ်ကတော့ဩနာသေးလို့ရလည်းမြင်တယ်ဩနာသေးလည်းမြင်တယ်ဒါကအရိယာရိရှားပြီးခြင်းသဘောကျဘုရားရှင်ရှားပြီးနေတော့ဩနာသေးရှိရလည်းပါရှားတယ်အရိယာရိရှားပြီးနေတော့ဩနာသေးရှိရနဲ့ဩနာသေးဒီဩနာသေးလည်းရှားပြီးဟောရစိတ်ဘလောက်กว่าနောက်အာမအပြည့်မမရအပြည့်မနေရမရောက်နိုင်ဘူးဆိုတာတော့ကြတယ်ရန်တော်ကြီးကိုပြောနေတဲ့တရားပါလားခရနော်ဒီတော်ကြောင့်မရနေဟောနေရတယ်မင်္ဂလာတဲ့ငါကိုယ်ရင်သိကြပါလေတဲ့ဩနာသိရှိရတဲ့ဩနာသိရှာတာငါတော့မှရောင်တုံဖြစ်ခဲ့ပါသေးတယ်သူအားတော့ဘုရားမင်းသားဖြစ်ကနေပြီးကြလားတော်တော့ဥယျာဉ်နေတဲ့ကဩနာသိနတ်တွေကပြပါရဲ့ကွာဒါပြန်ဩနာသိလွတ်တဲ့စီရှာပါတော့မယ်ဆိုပြီးငါတိုးထွက်တယ်တဲ့ခဏိကမြင်သိပြီသဘောကျသူတော်တော်ဩနာသိနတ်တွေကဘာလဲမပြဘူးလားအဲ့ဒါတွေမြင်လာနဲ့ပဲသူများတခါလဲတိုးထွက်တော့ဩနာသိလို့ရရှာတော့မယ်ဆိုတိုးထွက်တယ်သဘောကျတော်တဲ့ခါကျတော့ဘိုးတဲ့အာရယဥဒကတို့ရောက်တယ်ရောက်တဲ့ခါကျတော့သူတို့ကငါဘိုးတဲ့ဇာန်ကနေပေးတယ်တဲ့ဇာန်ကနေသူတို့ကပြောတယ်တဲ့သင်တယ်တဲ့သူတို့လည်းပြောတယ်ငါကုန်တတ်တယ်တို့တော့ငါကြည့်လိုက်တယ်တဲ့ဒီလောက်ဒီကားလို့ဆိုရင်အာရယဥဒကတို့ဘိုင်းဆရာကြီးတွေလုံနေတာပဲဇာန်လန်းတော်ရလန်းဒီသင်တော်သူစဉ်းစားကြည့်တော့ငါဝန်းတော့သင်တာပဲလေနီးတော့ဝပြီးသင်တာပဲလေနောက်မှသိမိတယ်ဒါဥနာသိမလို့ဘူးငါတော့မှားလေပြီးတယ်လောကီဝန်းတယ်ပြီးတယ်ဥနာသိရှိရတာဥနာသိကြောင်းကိုငါပဲဝန်ဆိုင်ပြီးတယ်ရှိတာတော့ဥနာသိရှောင်မလို့တော့ထွက်သွားတာကိုကြတော့အာရယဥဒကရသေးလည်းနဲ့တွေ့တဲ့အခါကျတော့ဥနာသေးလားဝင်တိုးပြီကွာတော့ငါကတော်တော်လေးညာရဲ့လာပြီးဒီကာလဆရာတို့တတ်တာပဲလားလို့မေးတယ်ဟာငါရှင်ကတို့မှတည်းလမ်းဆုံးပဲဓမ္မပြည်ကလမ်းဆုံးပဲဟာဒါဖြင့်ဓမ္မပြည်မှာလည်းဝေဒနာခန္ဓာဆိုတဲ့ခန္ဓာ၅ပါးတွေကရှိတော့ဥနာသိရှိတယ်ဆရာဒီပြင်တို့သင်နိုင်လေလားမသင်နိုင်ဘူးကတော့လမ်းဆုံးပဲမဲတရားကောင်းတဲ့ကွာငါနဲ့တန်းတူဒီမှာခိုင်းအောင်ချုပ်ပြီးမဲဆရာလုံးပါတော့တောင်သူ့ဆွဲနေတယ်အဲ့ဒါဝနာဒီမလို့သေးတာငါမြင်တဲ့အခါကျတော့တရားတို့သွားပြီးဒီကလာတရားထုတ်ရတယ်အဲ့ဒီတရားထုတ်တဲ့အခါကျမှမိုးလင်းတဲ့အခါကျမှဒုက္ခရစရိယာတွေကျင်းမိုးလင်းတဲ့ဘုဗ္ဗေနဝကနုတိညာဒိဗ္ဗစကုညာရှိဥစွာရတယ်နောက်ဘုဗ္ဗေနဝကနုတိညာရတယ်နောက်မိုးလင်းကနေမှအာသက္ခညာရတယ်အဲ့ဒီကြတော့မှဝိပဿနာအလုပ်တကယ်သစ္စာအလုပ်ကိုတကယ်လုံးလိုက်ကြမှာငါဩနာသေးလို့ရကိုတွေ့သွားတယ်ဟုတ်ပါဗျာရင်းနေလားဘယ်ငါတော်မှားရသေးတယ်လည်းတောင်းခံလားဒီကနေ့ရုပ်ပြည့်ရှိဘူးလားဒီနည်းတော့နတ်တရားပါရခံရပြအဲ့ဒါကိုမြင်လာတော့
ပြေလို့ကြောင်လို့ဆိုပြီးထွက်သွားဘူးလားဘုရားတော့အာဝါဥဒ္ဒရစီမှာလောကီဇာနီးရမသိဘူးလားဒါတော့ဘာလို့လဲဒီခါနေပြီးတည်းလို့မေးလို့ရှိရင်ဥနာသေးအလွတ်ရှာတဲ့ဥစ္စာဆရာကဥနာသေးနဲ့တွေ့တယ်ဆရာကလမ်းဆုံးနေတဲ့ခိုက်တာမင်းနေရတာပေါ့ဥနာသေးကပြောင်းမလို့ဘူးလားအဲ့ဒီကမှငါကြရဆိုပြီးရတယ်ကွာဘောဓိပင်နဲ့ရှုပလင်ရောက်ပြီးဒုက္ခရဆိုရကျင့်လို့ဘောဓိပင်နဲ့ရှုပလင်ရောက်မှဝေဒနာဒုက္ခသစ္စာခန္ဓာကိုယ်ဒုက္ခသစ္စာမြင်တော့မှဩဒီဥနာသေးဆိုတာဒီဝေဒနာကြောင့်ဖြစ်တာဒီတဏှာကြောင့်ဒီတဏှာကဥနာသေးဖန်ပြီးတာဝေဒနာကဝေဒနာကြီးဖြစ်တဲ့ကိုမမြင်လို့ရှိရင်တဏှာကဥနာသေးလုံးဝင်မလုပ်ဘူးလားအဲဝေဒနာပြီးပြကိုဉာဏ်နဲ့ရှိရင်တဏှာကဥနာသေးလုံးနိုင်ရဲ့အဲဒါလည်းနေကြပြီဝေဒနာဖြစ်တဲ့တေကရှုမယ်အဲ့တော့ဝေဒနာဖြစ်တဲ့တေကရှုပြီးတဲ့အခါလဲအားထုတ်လိုက်တဲ့အခါကျတော့မှဝေဒနာရဲ့တရားကဥနာသေးတရားဥနာသေးတရားရှိနေတဲ့ကာလပတ်လုံးဖြစ်ဒီဥနာသေးကလုံးဝမကောင်းတဲ့တရားပဲကြောင့်သူကညံတက်ပြီးရှုလိုက်မှန်ပါဗျာပြည့်ပြည့်ကင်းမြဲဟုတ်လားဥနာသေးအာရိနဝဆိုတဲ့အပြစ်တွေသူမြင်လားမှန်ပါဗျာအဲ့ဒီကဲတော့မြင်လာပြီးဒီနောက်မှတခါလေတဲ့ဒုက္ခသစ္စာလို့ပိုင်းခြားပြီးဉာဏ်နဲ့သိတယ်ဘယ်တော့တရားဘူးပေါ့ဗျာဘုနာသေးဖြစ်တဲ့ကလေးကိုအဲ့ဒီလိုများလာတဲ့ခါကျတော့မှသူအာသောခဲ့နေရတယ်အဲ့ဒီရတဲ့ခါမှအိုနာသေးလွတ်တဲ့ဥစ္စာငါတွေ့တာလေကသစ္စာမြင်မှအိုနာသေးလွတ်တာတွေ့သစ္စာမမြင်လေးကအိုနာသေးရှိရတယ်အိုနာသေးရှိတယ်ရှာမှာပဲအဲ့ဒါကြောင့်ဓမ္မတွေသတိပေးရခင်ဗျားတို့ဖြစ်တဲ့ကလေးဟာဒါကြကြအပြစ်ကိုမြင်အောင်ကြည့်ပါဒါကြဒုက္ခသစ္စာလေးသိသွားပြီတောင်ခင်ဗျားတို့ကြည့်ပါကြည့်လိုက်တဲ့အခါကျလို့ရှိရင်ဝေဒနာရဲ့ဖြစ်ဖြစ်ဒုက္ခသစ္စာဉာဏ်လေးကမဂ္ဂသစ္စာအလေကနာလုံးတဏှာဥပါဒနဲ့ချုပ်တာကသမုဒိယချုပ်တာဟုတ်လားကုရုစုတွေကအိုနာသေးလွတ်တာကဘာလို့နိရောဓသစ္စာဆိုတော့ဘောကြဒါပြန်ဒီလိုမရှိလို့ရှိလေမရှိတဲ့ပုဂ္ဂိုလ်တွေဒီအိုနာသေးရှိရနဲ့အိုနာသေးရှာတော့ဝင်ဟုတ်လားဝေဒနာရှုပြီးတော့နေတဲ့ပုဂ္ဂိုလ်ကအိုနာသေးရှိရနဲ့အိုနာသေးပြစ်ကိုမြင်လို့ဒါကစိတ်အိုနာသေးလွတ်ရဆိုတဲ့နိဗ္ဗာန်ရှာမိတဲ့ပုဂ္ဂိုလ်ဒါကြတဲ့ဓမ္မတွေတလေးတလိုက်နှစ်လိုက်ဆိုင်ရာတကားသိနေတဲ့ထိုင်ရလုံးကြဘာရှားနေတာလုံးကဆိုရင်ဥနာသေးအပြည့်မြင်ပြီးအတွက်လွတ်ရအောင်ရှားပါတော့ဗျာဒါဘယ်လောက်ဘုဒ္ဓကောင်းပါဗျာဓမ္မတွေဘယ်လောက်ဘုဒ္ဓနဲ့ဆိုရည်လို့အဲ့ဒါကြောင့်ဓမ္မတွေလုံးနေတယ်လို့ကဒုဘာလုံးကြလုံးမေးရင်တော့ဖြေရမလားဥနာသေးကြီးလို့ဥနာသေးပြည့်ကိုမြင်ဥနာသေးလို့ရရှားနေတာဟေးလို့တော့ပြောလိုက်နင်းပြီလားဒါဖြင့်လည်းတို့ပုရိသလေးရှာမိကြလားအရိယာလေးရှာမိကြလားအရင်တော့ဒီဆရာဒီတော်အားနဲ့မတွေ့ခင်တော့ကတော့ခမည်းတော်အရိယာလေးရှာမိကြလောဝမပါအနာရိယာလေးရှာမိကြဘုရားလေးရှာမိကြသူရှာမိကြရတယ်ဆိုလိုက်ကြဟိုလာပြီးရှိရတဲ့ဘာရှာကောင်းပြီလားအဲ့လိုသုံးလုံးကတော့ဘောကြဘုရားကဥနာလေးရှိတဲ့ဝေဒနာလေးကိုလည်းမမြင်ဘူးလားသူမရှိမှပဲဥနာသေးလို့မှာပဲဆိုတော့ညာကတော့ဟိုဘက်ကမမြင်ဘူးလားနိဗ္ဗာန်လည်းမှားနိုင်တယ်ဒါပြန်ဒီဘက်ဥနာသေးလည်းမြင်တယ်ဟိုဘက်ဥနာသေးလို့တာရောဒါပြန်လည်းဘယ်မြင်ဒီမှာနိဗ္ဗာန်ရောက်မယ်နှစ်ဘက်ကမ်းတယ်တော့မှနိဗ္ဗာန်မရောက်နိုင်ဘူးဆိုတော့ကျင်းရမလားရှင်းမလားအဲ့ဒီလိုရန်နေဟောလိုက်လို့ရန်တွေကဒီတိုင်းရှင်းတော့မှအာလုံးနိဗ္ဗာန်ဝင်တာလိမ့်မလားကဲရိုက်ပြီးတယ်တော့ကြတယ်